Hello အားလုံးပဲမင်္ဂလာပါဒီအခုဒီ LUBC မှာ top up တက်ပြီးမှာပေါ့နော်လန်ဒန်ကပွဲကိုယူထားတဲ့ညီမလေး Catherine ကိုဖိတ်ခေါ်ထားပါတယ်အဲ့တော့မင်္ဂလာပါညီမကြီးမင်္ဂလာပါကိုအဲ့တော့ညီမကျောင်းပြီးသွားတာဘယ်လောက်ကြာပြီလဲမသိဘူးเนาะဟုတ်ညီမကျောင်းပြီးသွားတာက6လလောက်တော့ရှိပြီပေါ့ဟုတ် graduate ဖြစ်တာတော့4လလောက်ပဲ4လရှိပြီเนาะဘန်ကောက်မှာကျောင်းတက်ရတာညီမအနေနဲ့ဘယ်လိုခံစားမိလဲပေါ့နော်မြန်မာနိုင်ငံမှာကျောင်းတက်တာနဲ့ဘာတွေကွာလဲပေါ့နော်ဒီရောက်လာတဲ့အခါဘန်ကောက်မှာနေရတယ်မြန်မာနိုင်ငံမှာကျောင်းတက်ရတဲ့အရန်ကွာရရှင်ညီမတို့မြန်မာနိုင်ငံမှာနေတော့ဆိုမိဘနဲ့နေရဖြစ်တဲ့အတွက် independent မဖြစ်ဘူးပေါ့နော်ညီမတို့ဘန်ကောက်ကိုရောက်လာတဲ့အခါမှာသွားရလာနေရထိုင်တာစောက်ကိုရဆိုတော့ independent ဖြစ်လာပါတယ်ဟုတ်ကဲ့ဘန်ကောက်ကိုရောက်ချင်းရောညီမအတွက်အခက်အခဲရှိလားပေါ့နော်ရှိရရှင်ဒီရောက်ချင်းညီမတို့အိမ်ရှာရတာကြီးပြီးတော့ကျောင်းကိုလာဖို့တက်ဘယ်လိုသုံးပြီးလာမှာလဲ PTS နဲ့လာမှာလားကားစီရမှာလားအဲ့လိုမျိုးနည်းနည်း struggle ဖြစ်ခဲ့ရလေတော့ရှိရရှင်ဒီရောက်တဲ့အခါမှာရော language barrier တွေကရောဘယ်လိုရှိလဲမသိဘူးရှိရရှင်ဒီမှာကတော်တော်များများက English ကအရင်communicate လုပ်လို့တိတ်မရသေးဘူးပေါ့နော်မရသေးတော့ညီမတို့ကလည်းထိုင်းလို့မပြောတတ်ဘူးဆိုတော့ညီမတို့ translate တွေသုံးရတယ်နောက်ဒီလိုလက်ဟန်ခြေဟန်တွေနဲ့ပြောရတယ်အဲ့လိုမျိုးရှိခဲ့တယ်အကုန်လည်းအတူတူပဲပေါ့နော်ဟိုမှာတကယ်စိုင်းကြီးတွေတွားရင်တော့ကိစ္စမရှိဘူးစိုင်းသေးတွေတွားရင်တော့သူတို့ကိုtranslator တုံးပြီးမှစကားပြောရတယ်ပေါ့နော်အဲ့ဒါတော့ normal ပါပေါ့နော်အဲ့တော့ဒီမှာကိုတယောက်တည်းကြောင်းလာတတ်တော့ဘာတွေ grow ဖြစ်လာလဲဘာ experience ရလဲပေါ့နော် main လေးတယောက်နေနဲ့ပေါ့နော်ပြီးရင် safe ရောဖြစ်ရလားဒီမှာတော့ safe ဖြစ်တယ်ရှင်ဒီမှာကတော့ဒီ main ကလေးတယောက်တည်းနေဖို့အတွက်ကြာတော့ဖို့လာဖို့တွေချက်ပြုံစားတောက်တာတွေဘာတွေကစတော့အဆင်ပြေရဲ့ရှင်ဟုတ်ပြီးတော့ညဘက်တွေဘာတွေပြင်ထွက်တာကညာဆိုလဲလို့မျိုးအထူးတလဲစိုးရိမ်ကြီးစရာတော့မရှိဘူးဒီမှာတော့နေရထိုင်ရ safe ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ညီမဒီ LUBC မှာtop up တစ်နှစ်ပဲတက်ခဲ့ရဆိုတော့ကျန်တဲ့နှစ်တွေကိုကြာတော့ရဘယ်မှာတက်ခဲ့ရလဲမသိဘူးเนาะမြန်မာနိုင်ငံက SFU မှာတက်ခဲ့တာပေါ့เนาะ HNDT ပြီးတော့ညီမကနောက်ဆုံးတစ်နှစ်ကို abroad မှာတက်ချင်တော့ရှာကြည့်ရပေါ့เนาะရှာကြည့်တော့ထိုင်းမှာလည်းတက်ချင်တယ် UK degree လည်းလုပ်ချင်တယ်ပေါ့เนาะအချိန်လည်းအကြာကြီးမတက်ချင်တော့ဘူးပေါ့အဲ့နဲ့ညီမတစ်ချက် research လုပ်ကြည့်တော့အကိုရဲ့ blog ကိုတွေ့ရပေါ့ video တွေ့ရပါရှင်တွေ့ရအဲ့နဲ့ညီမစိတ်ဝင်စားပြီး LUBC join ဖြစ်လာပါရှင်ဟုတ်အဲ့တော့ညီမဒီကိုလာ join တဲ့ခါမှာရောသူတို့ရဲ့ customer service တွေဘယ်လိုရှိလဲပေါ့နော်အဆင်ပြေလားအစအဆုံးကုန်တွေချလိုက်ပြီးတော့လုပ်ပေးရရှင် visa ရတဲ့အထိပေါ့နော် application စလုပ်ခရ visa ရတဲ့အထိကုန်စင်ပြေပါဒီ LUBC မှာကသူတို့ရဲ့ဟိုပေါ့နော်ကိုပုံလင်းပြောမယ်ဆိုရင် selling point ပေါ့နော်သူတို့ရဲ့ selling point ကကျောင်းသူကျောင်းသားတွေကို internship ပေးရလို့ပြောတယ်ပေါ့နော်ညီမရောကျောင်းတက်တဲ့ခါမှာတကယ် internship ရလာဘာတွေလုပ်ခဲ့ရလဲပေါ့နော်ညီမတို့ဒီကို join တော့ internship ကိုအဓိကကြားတာပေါ့နော် internship ကိုတကယ်စိတ်ဝင်စားပြီး join ခဲ့ရဆိုတော့ဒီမှာ internship လိုက်တကယ်ရတယ်ရတယ်လေ internship ပေးတာကလည်းညီမတို့ interview လုပ်တယ် interview လုပ်ပြီးတော့မှညီမတို့ရဲ့ဒီဝါသနာတွေစိတ်ဝင်စားတဲ့ area အနေနဲ့ interview ပြီးမှလောကကိုက်နေတဲ့နေရာမျိုး department မျိုး assign လုပ်ပေးရဆိုတော့လေဟုတ်အဲ့တော့ညီမကျောင်းတက်တဲ့တစ်နှစ်လုံးက internship လုပ်ရလားပေါ့နော်တစ်ပတ်ကိုဘယ်နှစ်နာရီလောက် internship လုပ်ရလဲအလုပ်လုပ်ရင်းနဲ့ကျောင်းတက်တဲ့ခါမှာရောဘာအခက်အခဲတွေရှိလဲမသိဘူးညီမတို့ကကျောင်းတက်နေနေအလုပ်လုပ်ရပါတော့ညီမတို့ကိုအလုပ်လုပ်ဖို့တိုက်တယ်ပေါ့လေလုပ်ထားပြီးတစ်ပတ်ကို14နာရီအနည်းဆုံး minimum hours ပေါ့နော်အဲ့လိုလုပ်ခင်ရတယ်။ကျောင်းတက်ရင်းနဲ့intern လုပ်တာကျတော့ညီမတို့ကနှစ်ခု balance ဖြစ်အောင်လုပ်ရတယ်ပေါ့နော်။ကျောင်းစာလည်းမလိခင်အောင်အလုပ်ကိုလည်းကိုယူထားတဲ့တာဝန်နဲ့ပြေဝလုပ်ပေးနိုင်အောင်လို့နှစ်ခုတော့ balance လုပ်ရတာမျိုးရှိခဲ့ပါတယ်ဟုတ်ကဲ့ကျောင်းစာရောခက်လာပေါ့နော်ညီမကျောင်းစာရခက်လားဆိုတော့သူ့ဘာနဲ့သူလို့ရှိရပါရှင်ဟောနောက်ဆုံးနှစ်ဆိုတော့လေညီမတို့ group project တွေလုပ်ရတယ်individual project တွေလုပ်ရတယ်ဆိုတော့ group project တွေလုပ်တဲ့အခါမှာရော basket တွေအတစ်ရလဲပေါ့နော်ကိုနဲ့မတူတဲ့တူတွေလူပေါင်းစုံနဲ့လုပ်ရတယ်ဆိုတော့လေအဓိကကတော့ group project လုပ်လို့ရှိရင်ကိုဟာကိုမြန်ပြီးအောင်လုပ်လိုက်လို့မရဘူးပေါ့နော်တခြားသူလည်းညှိနှိုင်းရမျိုးလေးရှိတယ်သူကတော့ဘယ်နေရာမှာပိုအားတာလဲသူကဒီဟာမှာအားတာရဆိုဒီနေရာကိုလုပ်လို့ရမယ်ကိုကဘယ်နေရာမှာအားတာလဲဒါမျိုးလုပ်လို့ရတယ်ပေါ့နော်ညှိနှိုင်းပြီးတော့ teamwork နဲ့သွားရတာပေါ့ Okay graduate ဖြစ်သွားပြီဆိုတော့အခု graduate ပြီးသွားရင်နောက်မှာရောအလုပ်ရလာပေါ့နော်အဲ့တော့ညီမဘာအလုပ်ရလဲပေါ့နော်ဟုတ်ညီမတို့ဒီအကြောင်းပြီးခံနေပေါ့နော်ဒီ semester ရဲ့အလုံးပြီးခံနေမှာညီမတို့ internship လည်းလုပ်နေရဆိုတော့ညီမတို့ transformation journey ဆိုပြီးတော့လုပ်ပေးရရှင်အကြောင်းကနေပြီးတော့ခုနှစ်ပတ်ပေါ့နော်အဲ့ဒီမှာညီမတို့အတွက်ဒီ real life world သွားရခါကြလို့ရှိရင်လိုအပ်တဲ့ soft skills တွေဘာတွေလိုအပ်လဲဘယ်လို mindset တွေထည့်ရမလဲဆိုတာမျိုး7 weeks မှာညီမတို့သင်ကြားပေးရပေါ့နော်အဲ့ဒါပြီးသွားတဲ့အချိန်မှာညီမတို့က graduate ဖြစ်ခံနေပြီအဲ့ခါကျတော့ညီမတို့အကြောင်းကနေပြီးတော့ offer ပြန်ပေးရပေါ့နော်ဆိုတော့ညီမတို့ full time staff အနေနဲ့ offer ပြန်ရခဲ့ရှင်အဲ့တော့ညီမဒီမှာအလုပ်ပြန်ရရလို့ပြောလို့အဲ့တော့ညီမကိုတက်ခဲ့တဲ့အကြောင်းကိုအလုပ်ပြန်ရပါတော့အဲ့ဘယ် position နဲ့ရလဲမသိဘူးနော်ညီမ intern လုပ်ခဲ့တဲ့ admission marketing department မှာပဲပြန်ရရရှင်ဟုတ်အဲ့တော့ marketing လောက်ကကြိုက်လားညီမ
marketing လောက်ရတယ်ကြိုက်ပါတယ် marketing ကလူတွေကိုဆွဲဆောင်ရတဲ့ psychology လည်းသုံးရတယ်ဆိုတော့ညီမတော့ကြပါအဲ့ဆိုအကိုကလည်းအကိုရဲ့ job ကလည်း marketing job ပဲပေါ့နော်အားကြောင့်မေးရပါတော့အဲ့တော့တော်တော်လေးအခုနောက်ပိုင်း marketing လုပ်ရတာပို့ပြီးမှအရင်ကတည်းကပို့ပြီးမှလူတွေအကြောင်းသိရတယ်ပေါ့နော်ပြီးရင် AI နေပေါ်လာတဲ့အခါမှာဒီ script ရေးရ content ရေးရပို့လွယ်ကူလာတယ်ပေါ့နော်ဒါပေမဲ့ I think marketing is a good industry to be ပေါ့နော်အခုအနေနဲ့အဲ့လိုမျိုးမြင်တယ်ဘာစီးပွားရေးပဲလုပ်ပေါ့နော် marketing ကအရေးကြီးတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ညီမဒီ position ရတာ congratulation ပါပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့အခုမေးချင်တာဒီအကြောင်းကိုညီမအနေနဲ့မြန်မာနိုင်ငံလာမဲ့အကြောင်းသားတွေကို recommend ပေးလာပေါ့နော်ညီမကကြတော့ဒီ top up ကိုဒီမှာလာတက်တယ်ဆိုတော့ UK ထိတွားမတက်ဘူးပေါ့နော်အဲ့တော့ဒီမှာလာတက်လို့ဒီမှာအကြောင်းပြီးတော့ဒီမှာအလုပ်ရတာကိုညီမအနေနဲ့စိတ်ချနေမှုရှိရလားပေါ့နော်ဆိုတော့ဒီမှာတို့ဒီ LUBC ကို join ချင်တဲ့ကျောင်းသားတွေရှိရဆိုတော့ recommend ပေးပါတယ်ဘာလို့လဲဆိုတော့ဒီမှာက internship ပေးရဖြစ်တဲ့အတွက်ညီမတို့ကဒီကျောင်းတက်နေကာလမှာပဲအလုပ် experience ရတယ်ဆိုတော့ညီမတို့ကျောင်းပြီးသွားတာနဲ့ ready ဖြစ်နေပြီပေါ့နော်ကိုယ့်ရဲ့တကယ် real life work တွေအတွက်ကို prepare လုပ်ထားပြီးတယ်လို့မျိုးအခုချိန်မှာညီမတို့အလုပ်တွေတိုင်းရှားပါတယ်ပေါ့နော်ပြီးတော့ညီမတို့ကကျောင်းပြီးတဲ့အလုပ်ပြန်ရဖို့ဆိုတာဒါတကယ်ထူးခြားတဲ့အခွင့်အရေးလို့ပြောလို့ရတာပေါ့ဟုတ်ကိုတို့ပြောလိုက်တဲ့အချက်မှာကောင်းတဲ့အချက်တွေများနေရပေါ့နော်အဲ့တော့ကိုအနေနဲ့မကောင်းတဲ့အချက်တစ်ချက်သိချင်တယ်ဒီမှာကြောင်းတက်တဲ့အခါမှာမကောင်းတဲ့အချက်တစ်ချက်ဆိုရင်ဘာရှိလဲညီမ personally ကညီမကကျောင်း area နဲ့ဝေးတဲ့နေရာမှာနေတာဖြစ်တဲ့အတွက် transportation ကဝေးတယ်တော့ခက်ခဲတယ်ကားချက်တယ် BTS နဲ့လာတဲ့လူအရင်ချက်တယ်ဆိုတော့အဲ့တခုကညီမမကြရဘူးဟုတ်โอเคအကိုလည်းတတိထားမိရပေါ့နော်အဲ့တော့ဒီကျောင်းကတချို့ university campus တွေဆိုလုံးဝမြို့ပြင်မှာလေဒီလား Bangkok Uni တို့အခြားဟာတွေပေါ့နော်ဒီလင်ကွင်းကြော်တော့မှကြောက်တယ်ဒါပေမဲ့ဒီကျောင်းကကြတော့မြို့ထဲမှာဆိုတော့လေကားနည်းနည်းတော့ကျက်တယ်ပေါ့နော်ဒါပေမဲ့တချို့ Bangkok မြို့ထဲမှာပဲ national ဆိုရဲကျောင်းတို့ကျောင်းသားတွေအတွက်တော့ဒါတော့disadvantage တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဟုတ်ပါပြီအဲ့တော့ဒီ video လေးကိုဒါသဘောကျမယ်လို့ထင်ပါတယ်ဒါကတော့ဒီ LUBC မှာကျောင်းတက်ပြီးမှအခု alumni ပေါ့နော်ဒီမှာပဲအလုပ်လုပ်နေရယ်ဒီမှာCatherine ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ thank you ပါဟုတ်ကျေးဇူးပါရှင်ဟုတ်